ဒီနေ့မနက်ခင်းလေးမှာတော့ကျွန်တော်တို့ရဲ့နှလုံးသားကိုစမ်းစစ်စေမယ့်စကားဆိုလေးတစ်ခုနဲ့စာသင်ခြင်းပါတယ်။အဲ့ဒါကတော့အခြားသူတွေပေါ်မှာဂယုဏပြခြင်းကတင်ကိုယ်တိုင်ဂယုဏတော်ကိုအစဉ်အမြဲလိုအပ်နေတဲ့အကြောင်းဖော်ပြပြပါလိမ့်မယ်။အဲ့ဒီအတိကအတင်ကိုအားကိုချင်းဆိုတဲ့လမ်းဆုံးကနေဂယုဏရှင်ကဲတင်ရှင်ရဲ့ရင်ခွင်ထဲကိုပြေးဝင်သွားစေပါလိမ့်မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ပုံပွင့်လင်းပြောရရင်တော့အခြားသူတွေရဲ့ပေါ်မှာဂယုဏထားဖို့ဆိုတာကျွန်တော်တို့အတွက်တဘာဝမကြတဲ့အရာတစ်ခုပါ။ကျွန်တော်တို့အတွက်ပဲရာတွေကတဘာဝကြတဲ့လေဆိုရင်တော့ကိုယ့်ရဲ့လိုအပ်ချက်တွေအားလုံးပြည့်စုံဖို့တည်ချအောင်လုပ်တာကတဘာဝကြပါတယ်။တချင်းမှာမလောက်မငါဖြစ်သွားမလားဆိုတဲ့ကြောက်စိတ်နဲ့ကိုမှရှိတာတွေကိုစူဆောင်တင်စီထားတာကတဘာဝပါကိုလူချင်းတဲ့ຢာတွေကိုစရင်ရှိကြီးကိုပြုတ်ဆူပြီးတော့အမြဲတမ်းတည်ဆောင်သွားတတ်တာတဘာဝပါအခြားသူရဲ့ခံစားချက်တဲ့ကိုရဲ့ခံစားချက်ကိုပို့ပြီးတော့ဦးစားပေးတတ်တာကတဘာဝပါအဆိုးဆုံးကတော့ကိုယ့်အတွက်တော့ဂယုဏကိုလူချင်းပြီးအခြားသူတွေအတွက်ကြတော့တရားမျှတမှုအပိပိခံရမှုကိုပဲလိုလားတတ်တာတဘာဝပါပဲသူတပားရဲ့အပစ်တွေကိုကြတော့ရှင်းရှင်းလင်းလင်းမြင်တတ်ပြီးတော့ကိုယ့်အပစ်ကိုကြတော့မျက်စိကိုယ်နဲ့တတ်ကြပါတယ်ကျွန်တော်တို့ဟာဂယုဏနဲ့ပြီးဆုံးတဲ့သူတွေဖြစ်လာဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကအတိုင်းအစမရှိတဲ့ဂယုဏတော်ကိုလိုအပ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဂယုဏအတိုင်းဝိုင်းလေးတစ်ခုဖြစ်ပလာအောင်ဒါစီပိတ်ပင်နေတာကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်နေလို့ပါဘုရားသခင်ကကျွန်တော်တို့ကိုဂယုဏတော်လက်နက်ကရိယာလေးတွေဖြစ်အသုံးပြုဖို့ခေါ်တော်မူတဲ့အကြောင်းကိုတွေးမိတိုင်းရှင်မသက်ခရစ်ဝင်အခန်းကြီး7အငယ်20ကနေ35မှာပါတယ်သခင်ယေရှုရဲ့ပုံဥပမာကိုမစင်စားပဲမနေနိုင်အောင်ပါပဲဒီပုံဥပမာကိုသခင်ယေရှုပြောပြရတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတော့တမန်တော်ပေတရုရဲ့ဖယားသခင်ဖယားကျွန်ုပ်၏ညီအကိုတွေကျွန်ုပ်ကိုပြမာတဲ့အခါသူ့ကိုအချိန်မီမြခွန်လွန်ရမည်နီခုနှစ်ချိန်တိုင်အောင်လို့ဆိုတဲ့မိခွန်းရဲ့နောက်ွယ်ကဂယုဏကင်းမဲ့နေတဲ့နှလုံးသားကိုဖော်ပြဖို့ပါဒုတိယအကြောင်းရင်းကတော့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားကိုဖော်ပြဖို့ဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့အားလုံးဟာဒီပုံပင်ထဲကမတရားတဲ့ကျွန်းနဲ့တူနေကြပါတယ်ဖယားသခင်ရဲ့ဂယုဏကိုတော့ဝမ်းမြောက်ဝမ်းသာချီးမွမ်းကြပေမဲ့ကလေးတွေအမားလို့တဲ့အခါဟစ်ဆိုပူတတ်ကြပါတယ်အန်အိုဖွေချီဂျေဇုတော်ချီးမွမ်းမှုတွေကိုတည်ဆူကြပေမဲ့မိသားစုချစ်သူရေးစားအိမ်ထောင်ဖက်အစရှိတဲ့သူတွေကကိုစိတ်အနှောက်အယှက်ဖြစ်စီလာတဲ့အခါမှာစကားမပြောဘဲနဲ့တိတ်ဆိတ်ခြင်းနဲ့အပြစ်ပေးတတ်ကြပါတယ်ဘုရားသခင်ရဲ့မေတ္တာတော်ကိုချီးမွမ်းကြပေမဲ့တငယ်ချင်းတယောက်ကခဏလေးတစ္ဆာဖောက်သွားတာနဲ့မိတ်ဆွေဖြစ်ကနေဆွလွတ်လိုက်ကြတယ်ကျွန်တော်တို့အပြစ်တွေခွင့်လွှတ်ခံရတာကိုကျေးဇူးတင်ကြပေမဲ့အခြားတစ်ယောက်ကသူလုပ်ခဲ့တဲ့အမားတွေကိုအတွက်ဒုက္ခရောက်နေတာကိုမြင်သူနဲ့တန်လို့သူခံရတာပဲလို့ပြောတတ်ကြတယ်ဖယားသခင်ရဲ့ကျေးဇူးတော်ထဲမှာတော့နှွေးထွေးစွာနေထိုင်ပြီးတော့အခြားသူတွေကြတော့ပြည့်ညတ်တရားတွေနဲ့တိုင်းတာအပြစ်တင်တတ်ကြပါတယ်ကျွန်တော်တို့ဟာစင်ရနံပါသူတွေအကူအညီလိုအပ်နေတဲ့သူတွေထက်ငါကပူပြီးထိုက်တန်တယ်လို့ထင်နေတတ်တဲ့အတွက်ကြောင့်ဂယုဏပြတဲ့နေရာမှာတကယ့်ကိုညံပြင်းလာပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဂယုဏပြပါဆိုတဲ့ခေါ်တော်မူခြင်းကတင်းရဲ့ဂယုဏကင်းမဲ့မှုနဲ့ဝင်တိုင်းမိတဲ့ခါမှာတော့တင်းကိုတင်းတိကျမြင်လာရပါတော့တယ်ဘုရားသခင်တောင်းဆိုတဲ့အရာတွေတင်းရဲ့ထဲမှာမရှိဘူးဆိုတာကိုစတင်ပြီးတော့ဝန်ခံပါလိမ့်မယ်ဘုရားသခင်ရဲ့စံချိန်စံညွှန်းကိုတင်းမမီတိုင်းဘူးဆိုတာကိုဝန်ခံလာပြီးတော့အခြားသူတွေကိုတင်မပြေးချင်ခဲ့တဲ့အဲ့ဒီဂယုဏကိုပဲတင်ကိုယ်တိုင်လိုအပ်နေပြီဆိုပြီးတော့ဟစ်တောင်းခံလာပဲလိမ့်မယ်ဘုရားသခင်ရဲ့ဂယုဏတော်ဟာတင်းအတွက်တခုတည်းတော့မျောလင်းချက်ဖြစ်တယ်ဆိုတာကိုတတိယလာတဲ့အခါတ
တိအပေါ်တွန်းလောင်းခဲ့တဲ့ကြီးမားလာတဲ့ဂယုဏတော်ကိုတွေ့တော့စင်ချင်မိတဲ့အခါအခြားသူတွေကိုလည်းအဒီဂယုဏတော်ကိုခံစားရစေခြင်းတဲ့စိတ်ဆန္ဒတွေတင်းစီမှာစတင်ဖြစ်ပေါ်လာပါလိမ့်မယ်ကိုရရှိထားတဲ့ဂယုဏတော်ကိုနင်မိလျော့နေတလောက်အခြားသူတွေကိုဂယုဏမပြဘဲနဲ့နေဖို့ကဘူးလွယ်ကူနေပါလိမ့်မယ်ဘုရားသခင်ရဲ့ဂယုဏတော်အမူအရာကိုအခြားသူတွေစီလက်ဆင့်ကမ်းနိုင်ဖို့နေ့စဉ်နေ့တိုင်းကျွန်တော်တို့ဘဝမှာဘုရားသခင်ရဲ့ဂယုဏတော်ကိုလိုအပ်နေပါတယ်ကဲဒီကနေ့မှာထပ်မံလေ့လာခွန်အားယူခြင်းတဲ့ဆိုရင်တော့ဆာလနံပါတ်103ကိုဖတ်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့တနေ့တာကိုဖြတ်တန်းတဲ့အခါမှာကိုယ်တိုင်ခံစားရရှိထားတဲ့ကြီးမားလာတဲ့ဂယုဏတော်ကိုအောင်မိလက်နဲ့မိမိဘဝဝင်ခြင်းကအပြစ်အနာစာရှိတဲ့လူသားတွေကိုလည်းဂယုဏနဲ့တုံ့ပြန်နိုင်သူများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မနေ့ပြန်မနေ့ခင်မှာပြန်လဲဆုံးတွေ့ကြပါမယ်ခင်ဗျာ